အားလုံးပဲမင်္ဂလာပါဗျာစကားလို့တော့နေ့ဘဝထဲမှာဒီဘဝစီစဉ်ပုံမှန်တော့ blue speed run ရမလဲဆိုတော့ပြပြတော့မှာဖြစ်ပါပြီဗျဆိုတော့စကားတွေရှင်းနေတော့ပေါ့နော် game play နဲ့ပဲစလိုက်ပါမယ်ကျွန်တော်တို့ဒီကောင်အရင်တောက်နေပြီတော့စောစောစီးစီးဗျာဒီတော့ first hit trade မှာကျွန်တော်တို့နိုင်အောင်လုပ်ပြီးဒီကောင်အေးရဖြိုးအောင်မယ်ဗျဖြိုးပြီးလို့ရှိရင်ကျွန်တော်တို့အလယ်မှာတော့ grind မယ်ဗျအလယ်မှာ Emerald 17တုံးလောက်ဆိုလို့ရှိရင်စာပြီးတော့ speed run လေးရပြီဗျဆိုတော့ဒီကောင်အေးရကျွန်တော်ဖြိုးရအောင်လို့ဒီကောင်မှသာဒီကောင်ပွဲစားသွားပြီဗျတော့ကျွန်တော်လေသွားတဲ့ခံရစ်လိုက်ပြီဗျကျွန်တော်ဗီဒီယိုကြာမှာလို့ကျွန်တော်လေသွားမှာပါတော့ဗီဒီယိုကအတန်နှစ်ထပ်ဖြစ်သွားပြီဗျကျွန်တော် recording ကိုကျွန်တော် earphone မသုံးဝင်နဲ့ record မိရောအတန်နှစ်ထပ်ဖြစ်သွားတယ်ဆိုဘယ်လိုတီးကြံကြည့်ပေးကြပါဗျဆိုတော့ကျွန်တော် plan ကိုပြောပါမယ်ကျွန်တော် plan အလဲမှာကျွန်တော် Emerald 17တုံးလောက်ယူပြီးလို့ရှိရင်ကျွန်တော် jetpack ဝယ်မယ် jetpack ဝယ်ပြီးလို့ရှိရင်ကျွန်တော်ဓာတ်တစ်ချောင်းဝယ်မယ်ပြီးလို့ရှိရင်အဲ့ဒီကျွန်တော်အင်ပြန်လို့ရှိရင်အဲ diamond ကြတဲ့ generator မှာ diamond 4တုံးမဟုတ်5တုံးလောက်ရမယ်ဗျာဆိုတော့ဒီခါကျရင်ကျွန်တော် pick up ဝယ်ပြီးတော့အဲ့ຢာတွေ live ဖြုံဗျာ jetpack နဲ့ဒီ jetpack နဲ့ဖြူလို့ရှိရင် jetpack နဲ့ speed run လို့ရှိရင်တော်တော်မြန်နေဗျာဒီ season 4ကအားကြောင့်ကျွန်တော်တို့မျှဝေလိုက်ခြင်းပဲဖြစ်ပါတယ်ဗျပြီးရင်ကျွန်တော်ညော်ကောင်လေးကိုတက်ပြီးတော့ညော်ကောင်လေးကိုတက်ပြီးလို့ရှိရင်ဒီကောင်အရာဖြူမယ်ဒီကောင်အရာဖြူပြီးဒီကောင်ထပ်တက်ပြီးဒီကောင်အာမကြီးမမယ်ဗျာကျွန်တော်ဆိုတော့ကြည့်လိုက်ပါဘလို့တော်တော်မြန်နေဗျာဒီဂျပန်နဲ့ဆိုပြီးတော့ဆိုတော့ညော်ကောင်တင်ပြီးတော့ကျွန်တော်ညော်ကောင်အရာပဲသွားမယ်ဗျာဂျပန်ဗျာဂျပန်ကဒီကောင်30ရအများဆုံးပဲဗျာ40မတုံးနဲ့40တုံးလို့ရှိရင်ဒီကောင်ကထပေါက်တယ်ဗျာထပေါက်လို့ရှိရင်ဘလို့ပေးပါရော့တယ်ဗျာ2တုံးလောက်ပဲကျန်တယ်ဗျာဆိုတော့ဘလို့ဂျပန်တုံးချင်းအဲတော့ jump club မစပန်းကြီးကိုရေးကြည့်ရဗျာဆိုတော့ဗျာကျွန်တော်ဒီဒုံးပြန်ရဗျာ durability မပါဘူးဗျာ durability မပါတော့ဒီကောင်မပေါက်ဝမ်းချင်းဗျာနောက်စိတ်ကြိုက်တုံးလေးရဗျာအရင်ကဒီ season 3မှာပါခဲ့တဲ့အတောင်ပံဆိုလို့ရှိရင်ဗျာဒီကောင် durability ပါတယ်ဆိုတော့စိတ်ကြိုက်တုံးမရဘူးဗျာဒီကောင်ကသူ့ durability နဲ့ဗျာတစ်ခါတော့25လားမသိဘူးဗျာရှော့တယ်ဆိုတော့ဒီကျွန်တော်ဒုံးပြန်ရကြ durability မပါဘူးဆိုတော့စပန်းလိုကောင်းတယ်ဗျာဒါမဲ့လေးချက်ထတော့3ချက်ထပုံမသုံးလို့ရှင်နေဗျာ3ချက်ထပုံသုံးရင်ထပေါက်တော့ဒီဗီဒီယိုထဲမှာတော့ထပေါက်သွားတယ်ကျွန်တော်တွေး2တုံးမကျန်အဲ့တော့မှတတိထားပြီဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါခဲ့ရတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်ဗျာတော့တယ်လီဗီကို follow လုပ်လို့နေခဲ့ပါမလို့ကြပါနဲ့ဗျာကျွန်တော်စကားပြောစကားကျွန်းနေပဲဆိုတော့အားလုံးတက်တာပါ